ကယ်နာမှာ တကယ်တိုက်တာကိုပါကိုလည်းတကယ်ပြန်ရိုက်ခဲ့တာပေါ့နော်ကိုပါကိုလည်းရိုက်ခဲ့တယ်တစ်ချိန်တစ်ခါရိုက်ခဲ့ရမို့ကင်မရာအန်ဂယ်ဆိုတာအမျိုးမျိုးဟိုဘက်ဒီဘက်တရားရိုက်တယ်ပေါ့အဲ့လိုကျန်းတဲ့နှစ်ဖူးနဲ့တိုက်တယ်ဆိုတော့လေကို idea ပေါ့လို့ပြောရစိတ်ကကြမ်းသွားပြီကိုမဟုတ်တော့ဘူးဆိုတွေ့ကြရတယ်သူလှုပ်ချင်နေမှာပဲကိုလေးနော်အဲ့လိုကိုဆိုတာမိပြီအဲ့လိုလှုပ်ချင်နေမယ်ကြိုက်ချင်နေမယ်ရိုက်ချင်နေမယ်ရိုင်းဆိုင်နေရဆိုတဲ့စိတ်တွေကိုတော့ကိုမဟုတ်တာကိုခဏမေ့ပြီးတော့တခြားစိတ်ကိုဖန်တီးပြီးတော့ထည့်လိုက်ရတာပေါ့လေမိုးဆိုလို့မိုးပွင့်ပူးတဲ့ခန်းနေပါဆိုမို့အားလုံး peace လောက်ထားကြောက်ကလေးကြောက်တယ်ဆိုတော့เนาะမြင်းအမမြင်းတည်ရှိတယ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်အားလုံးကိုဟိုဘသူ့ကိုမဆို peace လောက်ထားလိုက်တာပေါ့เนาะကူညီပေးပါဆောက်ရှောက်ပေးပါအမားပါရင်လည်းခွတ်လွတ်ပေးပါရုပ်ရှင်ရိုက်နေရပါဆိုပြီးတော့ကိုကတော့ peace လောက်ပြီးတော့တောင်းပန်လိုက်တာပေါ့เนาะဝင်ချတောင်းပန်ထားတာလေးပေါ့ဒါကတော့တရုပ်ဆောင်တိုင်းကတော့ပျော်မှာပေါ့เนาะပြီးတော့ producer တွေအတွက်လည်းဝမ်းသာပါတယ်လို့အပေးရဲ့တဦးတယောက်ချင်းစီတနိုင်ငံလုံးတစ်တိုင်းပြည်လုံးမှာရှိတဲ့သူတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်မုံကားလေးကိုအခုလိုကြိုင်နေတက်ကြတယ်အပေးကြတာတခါနဲ့အပေးကြတဲ့ယုံပြေးယုံရှင်ဖြစ်တယ်ဆိုတာသိရပြီကြောင့်တိုင်းထက်လို့အများကြီးဝမ်းသာပါတယ်ရှင်ကိုယ်တိုင်တော့မကြုံဘူးဒါပေမဲ့ကြားဘူးတာတွေတော့ရှိတာပေါ့နော်ရှိတာပေါ့အပြင်မှာတွေတော့ရှိတာပေါ့လေအဲ့လိုမျိုးကတော့ဟုတ်တကယ်ရှိပါတယ်ဟုတ်မယားကြီးငုတ်တုတ်ရှိရတာနဲ့စနိုက်ကြော်တယ်ဆိုမှတော့သူတို့နှစ်ယောက်ထဲအတစ်ယောက်မိုးကိုယ်တိုင်လည်းကြိုက်တယ်အဲ့ဒီခန်းကိုမိုးကိုယ်တိုင်အဲ့ဒီမိုးမှာနောက်ဆုံးအဲ့လိုမျိုးဝင်ပူးရမယ်ခန်းတခန်းပါတယ်ဆိုတော့ဟာကြည့်လိုက်တဲ့အချိန်မှာအော်အေးဟုတ်ပြီကိုဘလို့ဝင်ပူးရမှာလဲဝင်ပူးရဲဆိုတာဘာလဲဆိုတာအကုန်လုံးတော့လေ့လာရတာပေါ့နော်အဲ့မှာကိုဝိုင်းလို့ဆရာခေါ်ထားပြီးရဲ့ဆရာကြီးလည်းရှိတာပေါ့နော်မင်းမြန်ရတာပေါ့ဆိုတော့အဲ့လိုလေးတော့လေ့လာခဲ့တာလေးရှိရဲပြီးတော့ကိုယ်တိုင်အကောင်းဆုံးဖြောင်းလဲလှုပ်ချင်တယ်ဆိုတော့ခါကြတခါလဲ the break ရဲ့အကောင်းဆုံးဖြောင်းလှုပ်ခဲ့လိုက်တယ်ပြီးပါဟုတ်ကျန်းတဲ့နှစ်ဖူးနဲ့တိုက်တဲ့ခါဆိုမိုးတကယ်နာမှာတကယ်တိုက်တာကိုပါကိုလည်းတကယ်ပြန်ရိုက်ခဲ့တာပေါ့နော်ကိုပါကိုလည်းရိုက်ခဲ့တယ်တစ်ချိန်တစ်ခါရိုက်ခဲ့ရမို့ကင်မရာအန်ဂယ်ဆိုတာအမျိုးမျိုးဟိုဘက်ဒီဘက်တရားရိုက်တယ်ပေါ့အဲ့လိုကျန်းတဲ့နှစ်ဖူးနဲ့တိုက်တယ်ဆိုတော့လေကို idea ပေါ့လို့ပြောရစိတ်ကကြမ်းသွားပြီကိုမဟုတ်တော့ဘူးဆိုတွေ့ကြရတယ်သူလှုပ်ချင်နေမှာပဲကိုလေးနော်အဲ့လိုကိုဆိုတာမိပြီအဲ့လိုလှုပ်ချင်နေမယ်ကြိုက်ချင်နေမယ်ရိုက်ချင်နေမယ်ရိုင်းဆိုင်နေရဆိုတဲ့စိတ်တွေကိုတော့ကိုမဟုတ်တာကိုခဏမေ့ပြီးတော့တခြားစိတ်ကိုဖန်တီးပြီးတော့ထည့်လိုက်ရတာပေါ့လေဟာအဲ့ချိန်မှာလှဖို့တော့ကိုတိတ်ကောင်းတယ်မရှိပါဘူးတရေဦးမူပါစမမလာစင်တော့ပါကိုကြအောင်ပေါ့နော်ပြီးတော့မျက်လုံးဆိုလည်းအဲ့လိုအဲ့တော့မျက်ကက်မှန်နေပါတော့တက်ပြီးတော့စမ်းကြည့်တယ်ဒါပေမဲ့ကိုကမျက်ကက်မှန်တန်မိုးကအဲ့လိုမျက်ကက်မှန်နေဆိုလောက်ရတာ item ဟောမဖြစ်ဘူးပေါ့နော်ဆိုတော့မျက်ကက်မှန်နေပါအကုန်ပြန်ချုပ်ပြီးတော့မှလောက်ရတာပေါ့အဲ့တော့အားရတင်တော့ကိုယ်လည်းပြန်ကြည့်ပြီးတော့ဘယ်လောက်တောင်မှအားရပါတယ်တကားလုံးကိုလည်းကြိုက်တယ်မိမိပိုင်းလေးကြီးလည်းကြိုက်တယ်လို့တိုင်ရွန်ပိုင်းနောက်မူပိုင်း၃ယောက်စလုံးအကုန်လုံးမျှတယ်အကုန်လုံးကြိုက်တယ်ပေါ့နော်ဟုတ်တချို့တွေတုံးတိုက်တာကြတာလေအဲ့ကတော့သဘောကောင်းတဲ့လူတွေကြီးတော့အပြင်မှာမရှိနိုင်ဘူးရှိကောင်းလည်းရှိမှာပေါ့လေနော်ရှိပါတယ်ဘာလို့လဲဆိုတော့အချိန်ခါတွေအိမ်တော်ရေးမပြိုခွဲချင်တာတွေတီးခံနေပြီးတော့ရှက်တာတွေအမျိုးစုံပေါ့နော်ဟိုကိုခံယူတဲ့အပိုင်းပေါ်မှာမူတည်ပါတယ်ရှိရလူလည်းရှိသလိုမရှိဟိုလက်မခံနိုင်တဲ့သူလည်းရှိတာပေါ့အဲ့တော့အမျိုးမျိုးကွဲပြားနေခံယူတဲ့သူပေါ်မှာပဲမူတည်တယ်လို့ထင်ပါတယ်ရှင်ဘာမှကျမအဲ့လိုထိမုန်းနေရအောင်ပေါ့ရဲ့မရင်ကဘာကျမဘာရင်များဂုံထိုက်လိုက်လို့လဲဒီမှာဒီကြောင်မကောင်းမပြောနဲ့ညမတိုင်းအသားအစ်စ်တင်လိုက်တယ်လို့ပြောလိုက်တာပေါ့ကြားလိုက်တာပေါ့မေးလိုက်တယ်ကွဟဲ့အခန့်တကယ်ဖြစ်သွားဟုတ်တယ်တဲ့သူတို့အသားအစ်စ်မတင်နဲ့လို့ပြောတာအသားအစ်စ်တင်လိုက်တယ်ပေါ့မိုးဆိုလို့မိုးပွင့်ပူးတဲ့ခန်းနေပါဆိုမိုးအားလုံး peace လောက်ထားကြောက်ကလေးကြောက်တယ်ဆိုတော့เนาะမြင်းအမမြင်းတည်ရှိတယ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်အားလုံးကိုဟိုဘသူ့ကိုမဆို peace လောက်ထားလိုက်တာပေါ့เนาะကူညီပေးပါဆောက်ရှောက်ပေးပါအမားပါရင်လည်းခွတ်လွတ်ပေးပါရုပ်ရှင်ရိုက်နေရပါဆိုပြီးတော့ကိုကတော့ peace လောက်ပြီးတော့တောင်းပန်လိုက်တာပေါ့เนาะဝင်ချတောင်းပန်ထားတာလေးပေါ့ဟုတ်ကြည့်ရတာတခုတ်တရပြီးသွားတယ်ပေါ့နော်ဒီကားပြန်တင်တဲ့ချိန်မှာလည်းအဲ့လိုပဲတခက်နဲ့အပေးခြင်းကိုခံရတယ်ဆိုတော့အရင်လည်းဝမ်းသာပါတယ်ဟုတ်မိုးထက်ကောင်းတဲ့ဇက်ကားတွေလည်းအများကြီးရှိသလိုကောင်းတဲ့တရုပ်ဆောင်တွေလည်းအများကြီးရှိပါတယ်လို့ဒီနေ့ကတော့အရင်ဘယ်သူမှဆိုကားကောင်းတွေအများကြီးထွက်တဲ့နှစ်ပါလို့ဟုတ်ကျေးဇူးတင်နေဆိုတဲ့စကားထက်အများကြီးပို့ပါတယ်လို့ယင်ထဲကနေလိုက်လေကျေးဇူးလည်းတင်တယ်သူတို့လေးတွေအားလုံးလည်းအားပေးတဲ့တူတယောက်ချင်းစီလည်းဆက်ဆက်ရအဆင်ပြေကြပါစေအေးချမ်းမှုတွေရရှိပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်ရှင်2026မှာမိုးရုပ်ရှင်တော့ဘယ်နှကားလောက်ရုံတင်ဖို့ရှိတယ်အဲ့ဒါတော့ထုံးလုံးသူတွေပိုင်းနဲ့တော့ဟိုဟာဖြစ်မှန်နဲ့တူတယ်เนาะတင်ရိုက်ထားတာလေးတော့ရှိတယ်ဟုတ်ကဲ့ရှိပါတယ်ဟုတ်
3အောင်စလုံးအရင်ကောင်းတယ်မီမီဆိုလဲမီမီလောက်ရတဲ့အပိုင်းလေးမှာအရင်ဟိုကွက်တီပေါ့နော်တီတီကြကြမျိုးလုံး item လေးလောက်သွားတွေ့ရတယ်ဆိုတော့သူ့ကိုလည်းကြိုက်တယ်ငကိုတွေကလည်းသူတယောက်ဆောင်မှုကိုကကြိုက်တဲ့ထဲမှာပါတယ်ဆိုတော့အတူတူစုံစည်းခွင့်ရိုက်ခွင့်ရတာလဲဒါအမှတ်တရဖြစ်ပါတယ်လို့